အားလုံးပဲမင်္ဂလာပါခင်ဗျာဒေါက်တာစပေါ့ကနေကြိုဆိုလိုက်ပါတယ်ရှေ့ဗီဒီယိုတုန်းက flat food ခြေဝါးပြတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုဒ်တင်ပေးထားပါတယ်ဒီနေ့မှာတော့စေပညာအရာထိရောက်တဲ့ခြေဝါးပြသူတွေအတွက်လေ့ကျင့်ခန်းတွေရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကိုတော့ကျွန်တော်တို့ arch lift သို့မဟုတ် foot domain လို့ခေါ်ပါတယ်အကျိုးကျေးဇူးကတော့ခြေဖွားရဲ့အတွင်းပိုင်းကြွက်တာ intrinsic muscle တွေကိုတန်မာစေပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ခြေဖွားကိုအပြားလိုက်ချထားပါခြေချောင်းနဲ့ခြေမကိုအပေါ်ကိုကော့လိုက်ပါကော့လိုက်တဲ့အချိန်မှာကျွန်တော်တို့ခြေထောက်အခွက်ကပိုပြီးခွက်လာပါလိမ့်မယ်အဲ့လိုခွက်နေတဲ့ဟာကိုညှစ်ပြီးတော့ခြေချောင်းတွေကိုအောက်ကိုပြန်ချပါခြေဖွားအခွက်ညှစ်တာကိုဆက်ညှစ်ထားပါ9စက္ကန့်ကနေ10စက္ကန့်လောက်ထိဆက်ညှစ်ထားပါပြီးရင်ပြန်လျှော့လို့ရပါပြီထိုလေ့ကျင့်ခန်းကိုခြေထောက်နှစ်ဖက်စလုံးပြိုင်တူလုပ်ပေးပါဒီလေ့ကျင့်ခန်းကိုတစ်နေ့မှာ10ချိန်ကနေ15ချိန်ထိ3ကြောပြုလုပ်ပေးပါနောက်လေ့ကျင့်ခန်းကတော့ heel rise ခြေပြားထောက်ဖနှောက်မြင့်ခြင်းလေ့ကျင့်ခန်းဖြစ်ပါတယ်အကျိုးကျေးဇူးကတော့ခြေဖွားအောက်ကအရွတ်တွေနဲ့ခြေတလုံးကြွက်သားတွေကိုတန်မာစေပြီးခြေဖွားတစ်ခုလုံးကိုထောက်ပံ့ပေးပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့နံရံတို့မဟုတ်ခုံကိုကင်ထားပါခြေထောက်ကိုစုံရက်ပါထို့နောက်ခြေပြားကိုထောက်ခြေတလုံးကြွက်သားတွေကိုညှစ်ပါခဏတောင့်ထားပေးပါပြီးပြန်ချပါဒီလေ့ကျင့်ခန်းကိုတစ်နေ့မှာ15ချိန်2ကြော့ခန့်ပြုလုပ်ပေးပါဒီလေ့ကျင့်ခန်းကတော့တာဝါကားလို့ခေါ်ပါတယ်မျက်နှာတုပ်ပေါ်ကိုခြေချောင်းနဲ့ဆွဲခြင်းလေ့ကျင့်ခန်းဖြစ်ပါတယ်အကျိုးကျေးဇူးကတော့ခြေချောင်းတွေရဲ့လှုပ်ဆောင်ချက်နဲ့ခြေဖွားအောက်ကကြွက်သားတွေကိုအားကောင်းစေပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ထိုင်ကုန်မှာထိုင်ပြီးခြေဖွားအောက်မှာမျက်နှာတုပ်ပေါ်အသေးလေးတစ်ခုကိုချထားပါခြေချောင်းလေးတွေနဲ့ပေါ်ဝါကိုကိုယ်စီရအောင်ဆွဲစုပါဒီလေ့ကျင့်ခန်းကိုတစ်ဖက်ကို2မိနစ်ခန့်ပြုလုပ်ပေးပါနောက်ထပ်လေ့ကျင့်ခန်းကိုဘောရိုလေ့ကျင့်ခန်းလို့ခေါ်ပါတယ်ဘောလုံးမရှိရင်လည်းရေတံဘူးကိုလှိမ့်လဲရပါတယ်အကျိုးကျေးဇူးကခြေဖွားအောက်ကတင်းကျပ်နေတဲ့တ िश ူးတွေကိုပြေလျှော့စေပြီးခဏနာကျင်မှုကိုတက်တာစေပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်ခြေဖွားအောက်မှာဘောလုံးသို့မဟုတ်ရေတံဘူးကိုထားပြီးလှိမ့်ပြီးရပါပြီဒီလေ့ကျင့်ခန်းကိုတစ်ဖက်ကို2မိနစ်မှ3မိနစ်ခန့်အထိလုပ်ပေးပါနောက်ဆုံးလေ့ကျင့်ခန်းကတော့ calf stretch လို့ခေါ်တဲ့ခြေလုံးကြွက်တာဆွဲဆွဲခြင်းလေ့ကျင့်ခန်းပါအကျိုးကျေးဇူးကတော့ခြေလုံးကြွက်တာတင်းကျပ်နေရင်ခြေပွားပြားတာကိုပုံမဆိုးစေလို့ဖြစ်ပါတယ်ဒါကြောင့်ဒီလေ့ကျင့်ခန်းကအရေးကြီးပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့နံရံကိုလက်နဲ့ထောက်ပြီးခြေထောက်တစ်ဖက်ကိုနောက်ကိုဆန့်ထုတ်ပါဖက်နောက်ကိုကျမ်းပြင်နဲ့ထိထားပြီးရှေ့ဒူးကိုကွေးကခြေတလုံးကြွက်တာတင်းသွားအောင်ဆွဲဆန့်ပါခြေထောက်တစ်ဖက်ကိုစက္ကန့်30ခန့်လေးကြောပြုလုပ်ပေးပါဒီကုန်းချုပ်အနေနဲ့ဒီလေ့ကျင့်ခန်းတွေကိုတစ်ပတ်မှာအနည်းဆုံး3ချိန်ကနေ4ချိန်အထိပြုလုပ်ပြီးရင်ခြေဖွားရဲ့အခြေအနေကိုတိတိတတ်တာတိုးတက်လာမှာဖြစ်ပါတယ်။အောက်ကစားနဲ့ပတ်သက်တဲ့ကျန်းမာရေးဘူးဒုဒတွေထပ်တိချင်ရင်ဒေါက်တာစပေါ့ကို like and subscribe လုပ်ပေးထားကြပါဦး။အားလုံးပဲကျန်းမာတဲ့ခြေဖွားတွေပိုင်ဆိုင်နိုင်ကြပါစေ။